စူးစမ်းရှာဖွေနေပါရဲ့နဲ့ဘာကြောင့်ငွေကြီးတွေလက်ထဲမမြဲပဲဖြစ်နေရတာလဲဘာလို့အစင်မပြေပဲငွေဝင်လန်းတွေပိတ်ဆို့နေသလိုခံစားနေရပါသလားအရင်နေ့တွေဘလောက်စိတ်ထုတ်ပါစေအဖတ်မတင်ပဲလက်ပိတ်နေတာဟာတင့်ရဲ့ငွေကြီးစီးစင်းမှုစွမ်းအင်တွေအဟန့်အတားကြုံတွေ့နေရလို့ပဲဖြစ်ပါတယ်ငွေကြီးဆိုတာစီးစင်းနေတဲ့စွမ်းအင်တစ်ခုဖြစ်တာကြောင့်သူ့ရဲ့လမ်းကြောင်းကိုမှန်ကန်ဖွင့်လှစ်ပေးနိုင်မှုလိုအပ်ပါတယ်အခုတင်ဆက်ပေးမယ့်အကြောင်းအရာကတော့ငွေဝင်လန်းပိတ်နေတာကိုချက်ချင်းဖွင့်ပြီးဒနာဥစ္စာ DA အလားတိုးတက်စေမယ့်နီးလန်းများပဲဖြစ်ပါတယ်ဓမ္မမီစုများနဲ့အိမ်ရှင်မိသားစုများအားလုံးကိုယ်စိတ်နှက္ခာချမ်းသာချမ်းသာကြပါစေကျွန်တော်တို့ရဲ့ Wisdom of Buddha Channel ကနေနှွေးတွေစွာကြိုဆိုလိုက်ပါတယ်လူတိုင်းဟာစီးပွားရေးလှပလာပါတဲ့ပွင့်လန်းပြီးငွေချေးကြွယ်ဝချမ်းသာခြင်းကြလာတဘာဝပဲဖြစ်ပါတယ်ဒါပေမဲ့မိမိတို့ရဲ့နေ့စဉ်အလီအချင်းတွေအတွေးခေါ်တွေနဲ့ပတ်ဝန်းကျင်အနေအထားတွေကြောင့်မသိရင်မသိချင်းငွေဝင်လန်းတွေပိတ်ဆို့သွားတတ်ကြပါတယ်အခုပထမဆုံးအပိုင်းမှာတော့တင့်ရဲ့ပိတ်နေတဲ့ငွေဝင်လန်းတွေကိုအမြန်ဆုံးပြန်ပွင့်လာစီမဲ့ပထမဆုံးသောလှုပ်ဝက်နေလန်းကောင်းတွေကိုစတင်ပြီးဝေမျှပေးသွားမှာဖြစ်ပါတယ်ငွေဝင်လန်းပွင့်စေဖို့အတွက်အထူးကလှုပ်ဆောင်ရမယ့်ပထမဆုံးနီးလန်းကတော့ငွေချေးအဖို့ထားတဲ့မိမိရဲ့စိတ်နေစိတ်ထား money mindset ကိုပြောင်းလဲခြင်းပဲဖြစ်ပါတယ်လူအတော်များများဟာငွေချေးနဲ့ပတ်သက်လာရင်ငွေရှာရတာခက်ခဲလိုက်တာငွေမရှိဘူးငွေပြတ်တော်မယ်ဆိုတဲ့အဆိုးမြင်စကားတွေကိုနေ့စဉ်အမှုမဲ့အမက်မဲ့ရေးရွတ်တတ်ကြပါတယ်လော်ကီစွမ်းအင်နီယာမအရာမိမိအမြဲပြောဆိုတွေးတောနေတဲ့အရာတွေဟာမိမိစီကိုတကယ်ပဲဆွဲဆောင်လျက်သားဖြစ်တော်တတ်ပါတယ်အစိုးမြင်စကားတွေကတင်းရဲ့ကန်စာတာနဲ့ငွေဝင်လန်းကိုအလိုလျောက်ပိတ်ဆို့ပြီးလိုက်ကကြောင်းဒီနေ့ကစပြီးငွေချေးတွေငါစီကိုအလွယ်တကူစီးဝင်လာနေတယ်ငါဟာရှာဖွေနိုင်စွမ်းရှိတယ်ဆိုတဲ့အပြုသဘောဆောင်တဲ့အသွေးနံစကလုံးတွေကိုပဲအမြဲပြောင်းလဲအသုံးပြုရပါမယ်ဒါအပြင်မိမိလက်ထဲကိုငွေချေးတစုံတရားဝင်လာတဲ့အခါတိုင်းမှာဝမ်းမြောက်ဝမ်းသာဖြစ်ခြင်းနဲ့ကျေးဇူးတင်ခြင်းအလေးအကျင့်ကိုမွေးမြူရပါမယ်ငွေပမာဏနည်းသည်ဖြစ်စေများသည်ဖြစ်စေမိမိစီရောက်လာတဲ့ငွေချေးအပေါ်မှာတန်ဖိုးထားပြီးစိတ်ထဲကနေလှိုက်လိုက်လဲကျေးဇူးတင်တဲ့အခါအဲ့ဒီကျေးဇူးစွမ်းအင်ကနေတစ်ဆင့်ပိုမိုကြီးမားတဲ့ငွေကြေးလှပ်လာပါတွေကိုတာလိုက်တစ်ခုလိုထပ်မံဆွဲဆောင်ပေးနိုင်တာကြောင့်ငွေဝင်လန်းကိုချက်ချင်းပွင့်လန်းစေတဲ့အစွမ်းထန်နီးလန်းတစ်ခုဖြစ်ပါတယ်ငွေဝင်လန်းပွင့်စေပြီးဒနာဥစာ DA အလားတိုးတက်စေမဲ့ဒုတိယမြောက်နီးလန်းကတော့ငွေကြေးကိုစနစ်တကျကိုင်းတွယ်သိမ်းဆည်းခြင်းပဲဖြစ်ပါတယ်လူတော်များများဟာမိမိတို့ရဲ့ပတ်စံအိတ်ထဲမှာငွေစကိုတွေကိုအလိတ်လိုက်အခောက်လိုက်ပြန်ကျဲပြီးစီးစင်းမရှိပဲထည့်ထားတတ်ကြပါတယ်လော်ကီပညာသဘောအရငွေကြေးဆိုတာသူ့ကိုတန်ဖိုးထားပြီးတတ်တရရကိုင်းတွယ်တဲ့သူစီမှာပဲအမြဲခိုအောင်ချင်ကြတာဖြစ်ပါတယ်ဒါကြောင့်မိမိရဲ့ပတ်စံအိတ်ကိုအမြဲတမ်းတန့်ရှင်းနေအောင်ထားရပါမယ်အိတ်ထဲမှာမလိုအပ်တဲ့အဝဲပြေးပေါက်ချဟောင်းတွေစက်ကူစုပ်တွေကိုရောနှောမထားရပါဘူးငွေစကူတွေကိုလည်းတန်ဖိုးကြီးရကနေရာကိုစနစ်တကျအစီအစဉ်လိုက်ဖြန့်ပြီးထည့်သွင်းသိမ်းဆည်းခြင်းဟာငွေဝင်လန်းကိုပွင့်လန်းစေတဲ့ရိုးရှင်းပြီးအစွမ်းထက်နီလန်းတစ်ခုဖြစ်ပါတယ်ဒါအပြင်ငွေသုံးဆွဲတဲ့အခါမှာတုံလုံးနှမျောတွန့်တိုးစိတ်မရှိခြင်းကလည်းငွေစည်းစိမ်မှုကိုအဟန့်အတားမဖြစ်စေဖို့အလွန်အရေးကြီးပါတယ်အချို့ကနေ့စဉ်စားတောက်စီရိတ်သို့မဟုတ်မဖြစ်မနေပေးချေရမယ့်ငွေတောင်းခံမလာတွေကိုပေးချေတဲ့အခါမှာငွေတွေကုန်သွားပြန်ပြီဆိုပြီးနှမျောတွန့်တိုးစိတ်နဲ့စိုးရင်စိတ်တွေနဲ့ပေးလိရှိပါတယ်ဒီလိုစိုးရင်စိတ်နဲ့ပေးချေခြင်းကတင့်စီကနေရှားဖားခြင်းစွမ်းအင်တွေကိုထုတ်လွှတ်လိုက်တာကြောင့်နောက်ထပ်ငွေဝင်မဲ့လမ်းကြောင်းတွေကိုပါလိုက်ပြီးပိတ်ဆို့ပစ်လိုက်သလိုဖြစ်စေပါတယ်ဒါကြောင့်ငွေသုံးဆွဲတဲ့အခါတိုင်းမှာငါသုံးဆွဲလိုက်တဲ့ငွေတွေဟာတင့်တော်တဲ့နေရာကိုရောက်သွားပြီးငါစီကိုစေစအစတရားအဖြစ်ပြန်လဲစီးဝင်လာလိမ့်မယ်ဆိုတဲ့ကျမ်းမာတဲ့စိတ်စေတနာနဲ့သုံးဆွဲရပါမယ်နောက်ထပ်အလွန်ထူးခြားပြီးအစွမ်းထက်နီးလန်တစ်ခုကတော့အိမ်ရဲ့အဓိကလက်ပြတ်ဝန်းဖြစ်တဲ့အရှိတောင်ရက်အစိတောင်ဘက်အရက်ကိုတက်စင်ပြုလို့ပြောင်းလဲခြင်းပဲဖြစ်ပါတယ်လော်ကီဘိတုကပညာအယူဆရာအရှိတောင်ရက်ဟာဒနအူစားနဲ့ငွေချေးကျွယ်ဝမှုကိုစိုးရိမ်တဲ့အရက်မျက်နှာဖြစ်ပါတယ်တင့်အိမ်ရဲ့အရှိတောင်ဘက်အရက်မှာအမိုက်ပုံတွေရှိနေတာပစ္စည်းအဟောင်းအစုပ်တွေရှုပ်ပွားနေတာမျိုးရှိရင်ငွေဝင်လန်းတွေတင်းခန့်ပြီးပိန်နေတတ်ပါတယ်ဒါကြောင့်အဲ့ဒီအရက်မျက်နှာကိုအမြဲတမ်းတန့်ရှင်းနေအောင်ထားရပါမယ်အဲ့ဒီနေရာမှာစိမ့်လန်းဆိုးပြပြီးအရွက်ဝိုင်းနဲ့အပင်လေးတွေထားရှိပေးခြင်းသို့မဟုတ်ရေဓမားလေးတွေလေပတ်စေခြင်းဖြင့်အိမ်တွင်းကိုငွေကြေးစီးဆင်းမှုစွမ်းအင်တွေစစက်မပြတ်ရောက်ရှိလာအောင်တက်ဆင်လှုံ့ဆော်ပေးနိုင်ပါတယ်ငွေဝင်လန်းပွင့်စေပြီးတနာဥစ္စာတွေဒီရလာတိုးတက်စေမယ်တတိယမြောက်နီလန်းကတော့စွန့်ကြဲပေးကမ်းခြင်းနဲ့လူဒန်းချင်းနီးရမှာလူခေါ်တဲ့ law of giving ကိုအသုံးချခြင်းပဲဖြစ်ပါတယ်လော်ကီစွဲရည်နီးရမှာအရာကိုဘာသာရေးအယူဆတွေအရာပါမပေးကမ်းဘဲနဲ့မရနိုင်ဘူးဆိုတဲ့အမှန်တရားရှိပါတယ်
မိမိစီမှာငွေကြီးတွေပိတ်မိနေတယ်လို့ခံစားရတဲ့အခါမိမိထဲနှိမ်ပါသူတွေကိုတက်နိုင်တဲ့လောက်ပေးကမ်းတာဘာသာရေးအရာစေတနာတန်တန်နဲ့လှူဒန်းတာမျိုးတွေပြုလုပ်ပေးရပါမယ်။လှူဒန်းတဲ့အခါမှာလည်းနှမျောတွန့်ကိုယ်စိတ်မရှိဘဲမိမိရဲ့အလှူဒန်းကြောင့်သူတစ်ပါးအဆင်ပြေသွားလာကိုမြင်ပြီးကြည်နူးစိတ်ဖြစ်ပေါ်ဖို့လိုအပ်ပါတယ်။ဒီလိုပေးကမ်းစွန့်ကြဲခြင်းဟာတင်းစီကဒနာစွမ်းအင်လေပတ်မှုကိုအဟန့်တားမရှိဖြစ်စေပြီးပိတ်နေတဲ့ငွေလန်းကြောင်းတွေကိုစေစအစတရားအဖြစ်ပြန်လဲပွင့်လန်းလာစေပါတယ်။တားပြဲငွေကြီးဝင်ထွက်စီးဆင်းမှုကိုနေ့စဉ်စရင်စရာဖြစ်တေချာစွာမှတ်တမ်းတင်ခြင်းဟာလည်းငွေဝင်လန်းကိုစနစ်တကျလန်းခင်းပေးရရောက်ပါတယ်။လူတော်များများဟာငွေဝင်လာရင်ပျော်ပြီးသုံးပြကြတယ်။ငွေဘလောက်ကုန်သွားလဲဘယ်နေရာတွေမှာလေလွင့်သွားလဲဆိုတာကိုတေချာမတွက်ချက်တတ်ကြပါဘူး။ငွေကြေးကိုစရင်စရာနဲ့တေချာချာဂယုစိုက်မှတ်တမ်းတင်တဲ့အခါမိမိရဲ့ငွေကြေးစီးဆင်းမှုကိုမိမိကိုယ်တိုင်ထိန်းချုပ်နိုင်လာပြီးငွေကြေးတွေကလည်းတင့်ကိုပိုမိုယုံကြည်စိတ်ချစွာနဲ့စီးဝင်လာတတ်ပါတယ်။ဒါဟာငွေကြေးအပေါ်မှာအလေးနဲ့ထားခြင်းကိုပြသရာရောက်လို့ဒနာဥစ္စာတိုးပွားစီရဲ့အခြေခံအကြဆုံးလျှို့ဝှက်ချက်ဖြစ်ပါတယ်။နောက်ထပ်အလွန်အရေးကြီးတဲ့နီလန်တစ်ခုကတော့မိမိအိမ်ရဲ့တောက်တော်ရေအိုးသို့မဟုတ်ရေလောင်ကန်ကိုအမြဲတမ်းတန့်ရှင်းအေးမြနေအောင်ထားရှိခြင်းပဲဖြစ်ပါတယ်။လောကီသက်ဆင်းပြမှာအရာရေဟာငွေကြေးစီးဆင်းမှုစွမ်းအင် wealth energy ကိုဓာတ်ရိုက်ကင်တွယ်ပါတယ်။အိမ်တအိမ်မှာတောက်တော်ရေအိုးအမြဲမပြတ်တာရေအိုးတွေကရေတွေဟာတန့်ရှင်းအေးမြနေတာမျိုးဟာအိမ်တွင်းကိုငွေကြေးလပ်လာပါတွေအဆင်ပြေချောမွေ့စွာစီးဝင်လာအောင်ဆွဲခေါင်ပေးပါတယ်။အကယ်၍အိမ်ကရေလောင်ကန်တွေညစ်ပတ်နေတယ်။သို့မဟုတ်တောက်ရေအိုးတွေဖုန်တက်ပြီးခန်းလျှောက်နေရင်ငွေဝင်လန်းတွေတန့်သွားတဲ့ကြောင့်အိမ်တွင်းကရေစွမ်းဟင်ကိုအမြဲတမ်းလန်းဆန်းနေအောင်ဂရုစိုက်ပေးရပါမယ်။ငွေဝင်လန်းပွင့်စေပြီးဒနာဥစ္စာတွေဒီရေလားတိုးတက်စေမဲ့စတုထမြောက်နီလန်းကတော့ငွေလန်းကြောင်းတစ်ခုရဲ့အပေါ်မှာပဲမမီကိုပဲလမ်းကြောင်းပေါင်းစုံကိုဖန်တီးခြင်းပဲဖြစ်ပါတယ်။ခေတ်ကာလစီးပွားရေးသဘောတဘာဝအရာပိန်မအလိုတို့ဘောဝန်နန်းလာစာတစ်ခုရဲ့အပေါ်မှာပဲမျောလင့်နေခြင်းဟာငွေဝင်လန်းကိုကျင်းမျောစေပါတယ်။ဒါကြောင့်မိမိတက်ကြွတဲ့ပညာဝါသနာသို့မဟုတ်အွန်လိုင်းနည်းပညာတွေကိုအသုံးပြုပြီးဘေးထွက်ဝင်ငွေရမယ့်လမ်းကြောင်းတွေကိုစမ်းသပ်ရှာဖွေရပါမယ်။ငွေဝင်မဲ့တကားပေါက်တွေကိုများများဖွင့်ထားလေမိမိစီကိုဒနာဆွဲအိမ်တွေစီးဝင်လာဖို့အခွင့်အလမ်းပုံမများပြားလာလေဖြစ်တာကြောင့်ဒါဟာလက်တွေ့ကြငွေဝင်လန်းပွက်တဲ့နီးလန်းကောင်းဖြစ်ပါတယ်။ဒါအပြင်အဖိုးတန်တဲ့အချိန်တွေကိုအကျိုးရှိရှိအသုံးပြုပြီးမိမိကိုယ်ကိုရင်းနှီးမြုပ်နှံခြင်းဟာလည်းငွေဝင်လန်းကိုအရှိန်ဟုန်နဲ့ပွက်လန်းလာစေပါတယ်။ငွေကြေးဆိုတာပညာဉာဏ်နဲ့စွမ်းရည်မြင့်တာတဲ့သူတွေစီကိုပုံမစည်းဝင်တတ်တဲ့သဘောရှိပါတယ်။နေ့စဉ်အချိန်တွေကိုအကျိုးမရှိတဲ့နေရာတွေမှာဖြုံးသီးပစ်မဲ့အကြမိမိရဲ့လုပ်ငန်းခွင်တိုးတက်ဖို့အတွက်လိုအပ်တဲ့အတတ်ပညာအသစ်တွေငွေကြေးစီးမှန်းခန့်ခွဲပညာတွေကိုလေ့လာစီးဆူရပါမယ်။မိမိရဲ့အရေးချင်းမြင့်တားလာတဲ့အညာငွေဝင်မဲ့လမ်းစာတွေအဆက်အသွယ်ကောင်းတွေကလည်းတင့်စီကိုအလိုအလျောက်ဆွေးခေါင်ရဲစွာရောက်ရှိလာမှာဖြစ်ပါတယ်။နောက်ထပ်လော်ကီဓာတ်ဆင်ပြမအရာအလွန်အစွမ်းထက်တဲ့နီလန်းတစ်ခုကတော့မိမိအိမ်ရဲ့အဲဟန်သို့မဟုတ်စီးပွားရေးလုပ်ငန်းဝင်ပေါက်နေရာမှာမင်္ဂလာရှိရဲ့ဒနဆွဲခေါင်ပစ္စည်းများကိုထားရှိခြင်းပဲဖြစ်ပါတယ်။မိမိတို့ရဲ့အိမ်ဦးခန်းသို့မဟုတ်ဆိုင်ခန်းတွေမှာလက်ခေါ်စင်းဆိုးတဲ့တစ်ပင်လေးတွေဥပမာပတ်စံပင်သို့မဟုတ်ကန်ကောပင်အသေးလေးများကိုထားရှိခြင်းသို့မဟုတ်တရုတ်ရိုးရာဖုံးရှိအယူဆအရာဒနဥစ္စာရီပြည်လန်နေတဲ့တရုတ်ဖော်ရွှေအိုးရွှေတုံပုံစံလေးတွေကိုမြင်သာတဲ့နေရာမှာပြင်ဆင်ထားခြင်းပြုလုပ်နိုင်ပါတယ်။ဒီလိုအပြင်ဆင်တွေဟာအိမ်တွင်းကိုဝင်ရောက်လာမဲ့စွိုက်အင်တွေကိုစီးဝါးတက်မဲ့ဓာတ်တဘာဝအဖြစ်ပြောင်းလဲပြီးပိတ်ဆို့နေတဲ့ငွေဝင်လန်းတွေကိုအမြင့်ဆုံးပွင့်လန်းလာစေပါတယ်။ငွေဝင်လန်းပွင့်စေပြီးဒနဥစ္စာရီတီးရအလားတိုးတက်စေမဲ့ပြင်စမမြောက်နီလန်းကတော့မိမိပတ်ဝန်းကျင်ကအောင်မြင်သူအပြုသဘောဆောင်သူများနဲ့ကပေါင်းတင်ဆက်ဆံခြင်း the law of association ပဲဖြစ်ပါတယ်။စွမ်းအင်နေရာမှာအရာလူတယောက်ရဲ့ငွေကြေးကန်စာတာဟာသူနေ့စဉ်အနီးကပ်ဆုံးပေါင်းသိမ်းနေတဲ့လူ9ယောက်ရဲ့ပြန်းညဝင်ငွေနဲ့စိတ်သက်အချီးနီအတိုင်းဖြစ်သွားတတ်ပါတယ်။မိမိပတ်ဝန်းကျင်မှာငွေရှာရတာခတ်တယ်။စီးပွားရေးတွေပြတ်တော့မယ်လို့အမြဲညှီးသွားနေတဲ့သူတွေအစိုးမြင့်သမားတွေပဲဝိုင်းရံနေရင်တင်းရဲ့ငွေဝင်လန်းတွေပါလိုက်ပြီးပိတ်ဆို့သွားတတ်ပါတယ်။ဒါကြောင့်စီးပွားရေးအမြင်ရှိသူတွေတက်ကြွအပြုသဘောဆောင်ပြီးငွေကြေးကြွယ်ဝအောင်မြင်နေသူတွေနဲ့ပုံမချီးသွေးဆက်ဆံခြင်းဖြင့်၎င်းတို့ရဲ့ဒဏစွမ်းရည်နဲ့အတွေးခေါ်ကောင်းတွေတင့်စီကူးဆက်လာပြီးငွေဝင်လန်းသက်တွေပွင့်လာစေပါတယ်။ဒါပြင်
မိမိရဲ့အသုံးစရိတ်တွေကိုချွေးထားရမှတွန့်တုတ်ကစီးနေတဲ့စိတ် scarcity mindset ကိုမွေးမဲ့အစားဝင်ငွေတိုးပွားအောင်ရှာဖွေမဲ့စိတ်ကိုအလေးထားခြင်းကလည်းလွန်စွာအရေးကြီးပါတယ်လူအတော်များများဟာငွေကြီးအစင်မပြေဖြစ်လာတာနဲ့ဝင်ငွေတိုးအောင်ဘယ်လိုလုပ်ရမလဲလို့မတွေးပဲရှိတဲ့ငွေလေးကိုမကုန်ရအောင်ဘယ်လိုကဆေးနေရမလဲဆိုတာကိုပဲအာယုံစိုက်တတ်ကြပါတယ်အဲ့ဒီလိုရှားပါခြင်းအပေါ်မှာပဲအာယုံစိုက်နေရင်ငွေဝင်လန်းကပိုးပြီးကျင်းပြောင်းသွားတတ်ပါတယ်ငွေကိုစနစ်တကျသုံးစွဲရမှာမှန်ပေမဲ့အဓိကအာယုံစိုက်ရမှာကတော့ငါရဲ့ဝင်ငွေလမ်းကြောင်းတွေကိုဘလို့ထပ်တိုးမလဲဆိုတဲ့အချက်ဖြစ်ပြီးဒါဟာပိတ်နေတဲ့ငွေလမ်းကြောင်းကိုရဲရဲဝံဝံဖွင့်လှစ်လိုက်ခြင်းပဲဖြစ်ပါတယ်နောက်ထပ်လော်ဂီပညာအရာထူးခြားတဲ့ထက်ဆင်နီလန်တစ်ခုကတော့နေ့စဉ်နနက်အိယာထားကြီးမှာမင်္ဂလာရှိတဲ့ငွေကြေးဆိုင်ရာအာယုံပြုချက်များကိုရွတ်ဆိုခြင်းပဲဖြစ်ပါတယ်လူတယောက်ရဲ့အိယာနိုးစာမိနစ်20ဟာစိတ်အတိရဲ့စွမ်းအား subconscious mind အကောင်းဆုံးအလုပ်လုပ်တဲ့အချိန်ဖြစ်ပါတယ်အဲ့ဒီအချိန်မှာမျက်စိမိတ်ပြီးငါရဲ့စီးပွားရေးလုပ်ငန်းတွေနေ့စဉ်နဲ့အမျှတိုးတက်အောင်မြင်နေတယ်ငွေကြီးတွေဟာငါစီကိုလမ်းပေါင်းစုံကနေအဟံတားမရှိစီးဝင်လာနေပြီဆိုပြီးစိတ်ထဲကနေတကယ်ဖြက်ဖြက်နေတယ်လို့ဖုံဖော်အာယုံပြုရပါမယ်ဒီလိုနေ့စဉ်ပြုလုပ်ပေးခြင်းဟာတင့်အုံနောင်နဲ့စွမ်းအင်လိုင်းတွေကိုငွေကြေးဆွဲဆောင်မှုလှိုင်းအထစ်ပြောင်းလဲပေးတာကြောင့်မမျှော်လင့်ပဲငွေဝင်လန်းပွင့်စေမဲ့အခွင့်လန်းကောင်းတွေကိုလက်တွေ့ကြုံတွေ့ရစေပါတယ်ငွေဝင်လန်းပွင့်စေသည့်ဒနာဥစ္စာတွေဒီရေအလားတိုးတက်စေမဲ့17မြောက်နီလန်းကတော့အိမ်တွင်းကလေထက်လေပတ်မှုနဲ့တဘာဝအလင်းရောင်ကိုစနစ်တကျအသုံးချခြင်းပဲဖြစ်ပါတယ်လော်ကီဖုံဆွေးပညာမှာလေဆိုတာစွမ်းအင်တွေကိုတဲဆောင်ပြီးအဓိကကြားကန်နေဖြစ်ပါတယ်အချို့အိမ်တွေမှာငွေကြေးအစင်မပြေထည့်ရခြင်းဟာနေ့ကင်ဖက်မှာတောင်ပဒင်းပေါက်တွေကိုအမြဲပိတ်ထားပြီးအိမ်ထဲမှာလေဟောင်းတွေအောင်းနေလို့ပဲထည့်ပါတယ်ဒါကြောင့်နေ့စဉ်နဲ့ခင်းအချိန်တွေမှာပဒင်းပေါက်တွေကိုအနည်းဆုံးမိနစ်30ခန့်ဖွင့်လှစ်ပြီးလက်ဆက်တဲ့လက်ဆက်လေးထစ်တွေနဲ့နေအောင်ကြီးကိုအိမ်ထဲစီးဝင်ခွင့်ပြုရပါမယ်ဒါဟာအိမ်တွင်းကမိုင်းညို့နေတဲ့ပိတ်ဆို့မှုစွမ်းရင်းတွေကိုမောင်းထုတ်ပေးပြီးငွေဝင်လန်းကိုလန်းဆန်းတက်ကြွစွာပွင့်လာစေပါတယ်။ဒါပြင်မိမိရဲ့ငွေကြေးဆိုင်ရာကတိကဝတ်တွေကိုတိကျစွာတိဆောက်ခြင်းကလည်းဒနာကန်စာတာကိုအလွန်မြင့်တင်ပေးပါတယ်။သူတစ်ပါးစီကချီးညမ်းထားတဲ့ငွေကြေးတွေပေးဆက်ရမယ့်အကျွေးတွေကိုကတိပေးထားတဲ့ရက်ချိုင်းအတိုင်းတိတိကျကျပြန်လည်ပေးဆက်ဖို့သို့မဟုတ်မိမိအောက်ကလုပ်သားတွေကိုပေးရမယ့်လုပ်ခလစာတွေကိုအချိန်မှန်မှန်ပေးချီခြင်းဟာမိမိရဲ့ငွေကြေးသစ္စာတရားကိုဖော်ပြပါတယ်။လော်ဂီနီယာမအရာမိမိကငွေကြေးအပေါ်မှာသစ္စာရှိပြီးလဲပတ်မှုမှန်ကန်တဲ့အခါမိမိစီကိုပြန်လည်စီးဝင်လာမယ့်ငွေကြေးလမ်းကြောင်းတွေကလည်းပိုမိုခိုင်မာပြီးပိတ်ဆို့မှုမရှိဘဲချောမွေလာတတ်ပါတယ်။နောက်ထပ်လော်ဂီဓာတ်စင်ပညာအရာတတိမထားမိတတ်တဲ့နီလန်ကောင်းတစ်ခုကတော့အင်းရဲ့အနောက်မြောက်ဖက် North West အရာကိုတန်ရှင်းစီပြီးကူညီမဲ့သူတွေ mentors တို့ဟို benefactor တွေကိုဆွဲဆောင်ခြင်းပဲဖြစ်ပါတယ်။အနောက်မြောက်အရာဟာမိမိကိုစီးပွားရေးအရာပံ့ပိုးကူညီမဲ့သူတွေအခွင့်အလမ်းကောင်းတွေတဲဆောင်လာပြီးမဲ့လူကြီးမိဘတွေကိုကိုစားပြုပါတယ်။အဲ့ဒီအရာမျက်နှာမှာပစ္စည်းအဟောက်အဆုပ်တွေပုံမထားပဲလင်းလင်းချင်းချင်းထားရှိခြင်းရွှေရောင်သို့မဟုတ်ငေရောင်အလှဆင်ပစ္စည်းလေးတွေပြင်ဆင်ထားခြင်းဖြင့်မိမိစီးပွားရေးလမ်းပိတ်နေတဲ့အချိန်မှာမမျှော်လင့်ပဲဝိုင်းဝန်းကူညီမဲ့အဆက်အသွယ်ကောင်းတွေပေါ်ပေါက်လာပြီးငွေဝင်လမ်းကြောင်းသစ်တွေအံ့ဩစရာကောင်းလောက်အောင်ပွင့်လန်းစေပါတယ်။ညီကုန်းထုတ်အနေနဲ့ပြောရမယ်ဆိုရင်တော့ကျမတို့ရဲ့နေ့စဉ်နေထိုင်ဖြတ်တန်းနေတဲ့အထဲမှာပိတ်ဆို့နေတဲ့ငွေဝင်လမ်းတွေကိုပြန်လည်ဖွင့်လှစ်ပြီးဒနာဥစ္စာတွေဒီရေအလားတိုးတက်စေဖို့ဆိုလားမိမိတို့ရဲ့စိတ်နေစိတ်ထားကိုပြောင်းလဲပြင်ဆင်ခြင်းအိမ်တွင်းပတ်ဝန်းကျင်ကစွမ်းအင်တွေကိုစနစ်တကျထပ်ဆင့်ပြုပြင်ခြင်းနဲ့လက်တွေ့ကျတဲ့ငွေကြေးစီမံခန့်ခွဲမှုတွေကိုပေါင်းသင်းလှုပ်ဆောင်သွားကြဖို့လိုအပ်ပါတယ်ရှင်။အခုဝေမျှပေးခဲ့တဲ့နီလန်ကောင်းတွေကိုမိမိတို့ရဲ့လက်တွေ့ဘဝထဲမှာအမှန်အတကယ်ကျင့်သုံးသွားမယ်ဆိုရင်မကြခင်မှာပဲတိတ်တာထင်ရှားတဲ့ငွေကြေးစည်းစိမ်မှုအပြောင်းလဲတွေကိုလက်တွေ့ကြုံတွေ့ရမှာဖြစ်ပါတယ်။ယခုလိုငွေဝင်လန်းပိတ်နေတာကိုချက်ချင်းဖွင့်ပြီးဒနာဥစ္စာဒီရေအလားတိုးတက်စေမဲ့နီလန်းများအကြောင်းကိုအစအစုံစိတ်ရှည်လက်ရှည်နဲ့အချိန်ပေးနားထောင်ပေးခဲ့ကြတဲ့ဓမ္မမိတ်ဆွေအိမ်ရှင်မိသားစုဝင်များနဲ့စီးပွားရေးလုပ်ငန်းရှင်များအားလုံးကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်။
နားထောင်တဲ့ဓမ္မမိတ်ဆွေများအားလုံးယနေ့ကစပြီးစီးပွားရေးလမ်းကြောင်းများအစမတန်ပွင့်လန်းကငွေကြေးဒဏကုဆာများလိုအင်းစန္ဒရှိသမျှပြည့်စုံကြွယ်ဝကြပြီးကိုယ်စိတ်နှဖျားချမ်းသာချမ်းသာကြပါစေကြောင်းဆုမွန်ကောင်းတောင်းရင်အဆုံးသတ်လိုက်ရပါတယ်တာဓုတာဓုတာဓုပါ